ဒီမိန်းကလေးဟာရိုးရိုးချက်ဥကြော်တစ်လုံးကိုဒေါ်လာ3000ပေးရမယ်လို့လုံးဝမထင်ထားခဲ့ပါဘူး။သူမှမယုံကြည်နိုင်စွာနဲ့မြည်စမ်းကြည့်လိုက်တဲ့အခါမှာဒါဟာတကယ်ချက်ဥကြော်မဟုတ်မှန်းသိလိုက်ရပါတယ်။မက်ကလည်းဆက်စုကျင်စိတ်နဲ့မြည်ကြည့်ရမှာဒီချက်ဥဟာတကယ်ပဲထူးခြားတယ်ဆိုတာတွေ့ရှိခဲ့ပါတယ်။ဒါကိုနာနက်တီးနဲ့အုံးရည်အေးခဲထားတာတွေကိုရောဆက်ပြီးပြုလုပ်ထားတာပါ။မကြခင်မှာပဲစပွဲထိုးကမြေကြီးတွေပါတဲ့ပန်းအိုးတစ်လုံးကိုယူလာပြန်ပါတယ်။ဒါပေမဲ့မန်နေဂျာကဒီဟင်းပွဲကိုကြီးထွားလာတဲ့ဆက်လက်တုပ်လို့ခေါ်ကြောင်းနဲ့ရေလောင်းလိုက်တာနဲ့အပင်တွေဟာလင်းမြန်စွာကြီးထွားလာမယ်လို့ရှင်းပြပါတယ်။ဟင်းပွဲတစ်ခုလုံးဟာလည်းစားသုံးလို့ရပါတယ်။ဒါကိုမတ်ကအကြီးအကျယ်ဒေါသထွက်သွားပါတယ်။သူဟာဟင်းပွဲကိုဆွဲပြီးမိဖို့ချောင်တဲ့အထိဝင်သွားပြီးတော့ခေါင်းဆောင်စောက်ဖို့မှုကိုရင်ဆိုင်ခဲ့ပါတယ်။သူဟာဒီကိုစားဖို့လာတာဖြစ်ပြီးစမ်းသပ်ခံဖို့လာတာမဟုတ်ကြောင်းပြက်ပြက်သားသားပြောလိုက်ပါတယ်။စပုံမှုရာကတော့စိတ်မဆိုးတဲ့အပြင်ဂျပန်6ဝါကယူအမဲသားတတုံးကိုထုတ်လိုက်ပါတယ်။ပြီးတော့မတ်ကိုလှောင်ပြောင်တယ်လို့နဲ့ခမားဒီလောက်အစိမ့်မြင့်တဲ့အမဲသားကိုချက်တက်ရဲ့လားလို့မေးလိုက်ပါတယ်။မတ်ကလည်းအမဲသားချက်တာဟာသူ့ရဲ့အထူးကျွမ်းကျင်မှုပဲလို့ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ Ross ကမီးမုတ်ဆက်ကိုယူပြီးအမဲသားကိုအကျက်တဝက် medium rare ရအောင်ဖုတ်လိုက်ပါတယ်။ပြီးတော့အမဲသားကိုတုံးတုံးလီးပြီးအလှဆင်ထားတဲ့ပကံထဲကိုတေးသေးချာချာထည့်လိုက်ပါတယ်။နောက်ဆုံးအဆင့်အနေနဲ့ပန်းတီးသားနဲ့ပြုလုပ်ထားတဲ့တစ်သားစတွေကိုမီးရှို့ပြီးအငွေ့ပေးလိုက်ပါတယ်။ဒါဟာအမဲသားရဲ့အရသာကိုပုံမကောင်းမွန်စေရုံတင်မကပဲပုံမနူးညံ့ပြီးတစ်သားနံလေးပါရစေပါတယ်။ Ross ကအနောက်တိုင်းဟင်းလျာတွေတိုးတက်နေချိန်မှာတရုတ်ဟင်းလျာတွေဟာအတိတ်မှာပဲပိတ်မိနေတယ်လို့ကြေညာလိုက်ပါတယ်။ဒါကြောင့်လည်းအနောက်တိုင်းဟင်းလျာကပိုသာကြောင်းတက်သေးပြဖို့သူတရုတ်ပြည်ကိုပြန်လာတာလို့ဆိုပါတယ်။မတ်ကအမဲသားရဲ့အနံ့ကိုရှူကြည့်ပေမဲ့ဘာမှမပြောပါဘူး။သူဟာမီးဖိုချောင်သုံးပစ္စည်းတွေကိုကြည့်ပြီးအလုပ်ဆက်လိုက်ပါတယ်။သူဟာစက်တုံလေးတွေကိုအမြန်လီးပြီးအငွေ့နဲ့ထွက်လာအောင်စီပူထဲကိုထည့်လိုက်ပါတယ်။ပြီးတော့ဝါကယူအမဲသားကိုအတုံးလိုက်လီးပြီးအပူရှိန်ကိုတေးသေးချာချာထိန်းညှိပြီးကြော်လိုက်ပါတယ်။နောက်ဆုံးမှာတော့ဝိုင်စီယာနဲ့တခြားမွေးကြိုင်တွေထည့်လိုက်ပြီးမွေးကြိုင်လာတဲ့အမဲသားကြော်ကိုအစင်သင့်ဖြစ်စေခဲ့ပါတယ်။မတ်ဟာယုံကြည်မှုအပြည့်နဲ့မီးဖိုချောင်ထဲကနေအေးအေးဆေးဆေးပဲထွက်သွားပါတယ်။ Ross မတ်ချက်ထားတဲ့အမဲသားကိုမြည်ကြည့်လိုက်တဲ့အခါသူ့ရဲ့အရသာခံအာယုံမှာတစ်ချက်မှင်တက်သွားပါတယ်။ဒီရတာဟာရိုးရာတရုတ်ချက်ပြုတ်နည်းတွေဟာသူထင်ထားသလိုခင်မနောက်ကြသေးဘူးဆိုတာကိုပထမဆုံးအကြိမ်သိရှိသွားစေပါတယ်။ဒါဆိုခမည်းတော်ကဘလို့ဟင်းလျာမျိုးကိုပို့ကြိုက်လဲ။တရုတ်ဟင်းလျာလားဒါမှမဟုတ်အနောက်တိုင်းဟင်း